တို့ကလေးလေးတွေဘုံမွေးလို့မွေးရသူတို့ကသာသမီမရှိဘူးလားသူတို့တရင်ပြည့်မိသားစုတွေသူတို့မိသားစုတွေဒီလိုဖြစ်တော့သူတို့ခံနိုင်မလားကြောက်တာလေးနဲ့သမီးလေးရတယ်ခြေရုံလေးလိုလာလေကြောက်ကဒီကသမီးလေးအဲ့နေရတော့ဘိုးဘရွာကိုသွားကြကြီးလို့ဆိုမှသွားနေတဲ့အချိန်မျိုးလေးလင်းကြီးဝက်လာတော့တော်လေးညတော့လာပြေးဆိုမှအဲ့ခြုံရုံလေးခြုံပုံလေးနဲ့ရက်နေတဲ့အချိန်ကိုခဏလေးနဲ့နောက်တစ်ပတ်ပြန်ဝဲတယ်ပြီးတော့ပြစ်တော့ကြတော့ရင်းထဲကိုထိတ်သွားကိုသားသမီးခုဖြစ်တယ်လို့ပဲအကြောင်းပြစ်တော့နေမှာဆိုမှပြန်စီလာလန်းကြတော့ဆိုင်ကယ်တွေကလဲတာကလေးလေးစိတ်ကြီးအဲ့ချိန်မှာဆိုင်ကယ်ကြီးရက်ပြတာဘယ်နဲ့တည်းလဲချွတ်ပြီးတော့ပြေးလိုက်တဲ့အချိန်တန်းပြီးသမီးငယ်မှာသမီးလက်မလေးတွေ့တော့ကြတော့သမီးလက်မလေးကဒီညနာချမ်းမရှိတော့ကိုကလေးပြေးဖက်တော့လည်းကလေးကဖက်စရာမကောင်းတော့ကလေးကောင်းကြီးရပါမှမကောင်းတော့သားလေးဒီပြေးလိုက်သမီးလေးဒီပြေးလိုက်နေဒါနဲ့လေးတွေအိမ်ပြန်တယ်လင်းကြီးမြင်ရတယ်ရှင်အဲ့လိန်မြင်ကြီးကိုကြောက်လဲကြောက်တယ်မြင်လဲမမြင်ချင်တော့သူတို့တော့တာသမီးမရှိဘူးလားလို့တရင်ပေးတဲ့မိသားစုတွေလည်းမေးတယ်သူတို့တာသမီးမရှိဘူးလားကိုရင်းသာနာသိမရှိဘူးလားလို့ဒီကလေးလေးကဘာမှမသိဘူးမအေးသမင်းထက်ကြွမစားတော့သမင်းတော့မကောင်းပြီးတော့ထက်မစားတတ်ဘူးအဲ့ဒီအနာရှင်ကိုလည်းမုန်းတယ်အဲ့မင်းအောင်လိုင်းကြီးကိုလည်းအမြန်ဆုံးဖြုတ်ပေးပါဒီလောက်ဆိုးရတဲ့မင်းကိုဆက်မထားပါနဲ့လို့နိုင်ငံတကာကိုလည်းတောင်းပန်နေပါတယ်